ဒီအပိုင်းမှာဧကရက်ဖိန်ထူးတာရဟာလောက်ကျန်သူတွေရဲ့လက်ချက်ကြောင့်ဒဏ်ရာအပြင်းထန်ရရှိပြီးမြစ်ကမ်းနားမှာတတိလစ်နေခဲ့တာပါအဲ့ဒီအချိန်မှာစီးပညာကျွမ်းကျင်ပြီးစိတ်ထားနုညံ့တဲ့ဓမ္မာကသူ့ကိုတွေ့သွားပြီးတောတွင်းကသူမရဲ့အိမ်လေးမှာခေါ်ယူပြုစုပေးခဲ့ပါတယ်ပိန်ထူးတာရတတိယလာတဲ့အခါဓမ္မာရဲ့အရေးချင်းနဲ့အတွေးခေါ်ရီကိုသဘောကျပြီးမြစ်ကြာတက်ဝင်သွားခဲ့တယ်လို့ဓမ္မာကလည်းသူ့ကိုတာမန်လူတစ်ယောက်ဖြစ်ပဲမှတ်ယူပြီးချစ်မိသွားခဲ့ပါတယ်သူတို့နှစ်ဦးဟာတောထဲမှာပဲရိုးရှင်းစွာလက်ထပ်ခဲ့ကြပြီမေဧကရက်ဘိန်ဒူတာရငကိုကျမ်းမာကြီးပြန်ကောင်းလာတဲ့အခါမှာတော့တာဝန်နဲ့မေတ္တာကြားပြားများခဲ့ရပါတယ်ဓမ္မာကဘိန်ဒူတာရဟာတိုင်းပြည်ကိုအုပ်ချုပ်ရမယ့်မင်းကောင်းမင်းမြတ်တယောက်ဆိုတာသိနာလေတဲ့အတွက်သူ့အပေါ်ထားတဲ့အချစ်ထက်တိုင်းသူပြည်သားတွေရဲ့အကျိုးကိုရှေ့တန်းတင်ပြီးနန်းတော်ကိုပြန်ဖို့တိုက်တွန်းခဲ့ပါတယ်ဘိန်ဒူတာရနန်းတော်ကိုပြန်ရောက်သွားတဲ့အချိန်မှာမာဂဒတိုင်းပြည်ကသူ့ကိုလောက်ကျန်သူတွေရဲ့လက်ထိရောက်လူနီးပါဖြစ်နေပါပြီဘိန်ဒူတာရပြန်ပေါ်လာတာဟာရန်သူတွေအတွက်ထိတ်လန့်စရာဖြစ်သွားသလိုတစ်ဖက်မှာလည်းအာချာရိယခြာနကကအတိတ်ကဖြစ်ရက်တွေကြောင့်ဆွတ်ဆွဲခံရပြီးနန်းတော်ကနေထွက်ခွာသွားရပါတယ်ဇက်ရှင်အမြင့်ဆုံးကတော့ဘိန်ဒူတာရကဓမ္မာကိုနန်းတော်ကိုခေါ်ယူဖို့ကြိုးစားချိန်မှာစတင်တာပါဘိန်ဒူတာရရဲ့စစ်တေနာပတိမိခိုယာဆန်ဟာသူ့သမီးနဲ့ဧကရက်ကိုလက်ထပ်ပြီးအာနာယူဖို့ကြံစီထားတာမို့ဓမ္မာရဲ့တည်ရှိမှုကိုတည်သွားတဲ့အခါမှာတော့လုံးဝလက်မခံနိုင်ဖြစ်ခဲ့ပါတယ်ဒါကြောင့်သူဟာတိတ်တဆိတ်လူသားသမားတွေကိုစေလွတ်ပြီးဓမ္မာတို့ရဲ့အိမ်လေးကိုမီးရှို့ဖျက်ဆီးခိုင်းလိုက်ပါတယ်ဒီဖြစ်ရမှာဓမ္မာရဲ့ဖခင်တပ်ဖြတ်ခံလိုက်ရပြီးဓမ္မာကတော့မီးတွေကနေခက်ခက်ခေခေလွတ်မြောက်လာခဲ့ပါတယ်ကိုဝေါ်အရင်အမှန်နဲ့ပြီးလွှားနေရတဲ့ဓမ္မာဟာတောထဲမှာပဲသားလေးတစ်ယောက်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီးအဲ့ဒီကလေးလေးဟာနောင်တစ်ချိန်မှာအိန္ဒိယသမိုင်းကိုပြောင်းလဲစေမယ်အတော်ကမင်းကြီးဖြစ်လာပါတော့တယ်